ပြည်အောင်ဆိုရင်ရှေးခင်ကဘယ်လိုအိတ်ချမ်းသာရတယ်ဘယ်လိုနေထိုင်လို့ကောင်းတဲ့နေနေဖြစ်ခဲ့ပါလေဒါပေမဲ့စစ်ဆိုးရတဲ့အုပ်ချုပ်ပြီးတော့ချင်းပြည်အောင်ဆဆရပျက်စီးဆုံးရှုံးလာတယ်ဆိုတဲ့အကြောင်းအထူးသဖြင့်ကျွန်တော်တို့ဒီမြို့ပြည်နေနေလေးများဆိုရင်တိုင်းမှာရောက်သားခံရတယ်ဆိုတဲ့အောင်ကို